အင်္ဂလိပ်စာကိုအခုမှအခြေခံကနေစာလိလာတော့မယ်ဒါပေမဲ့ဘေကနေဘလို့စာလိလာရမှမတိဘူး grammar တွေလည်းတစ်ခါမှမတင်ဘူးစာနဲ့ဝင်းနေတဲ့တူတွေနော်ဟုတ်လား English speaking တော့ကျွမ်းချင်တယ်ဒါပေမဲ့ speaking ပြောလိုက်တဲ့အခါတိုင်း grammar တွေပဲမားနေရဲ့ grammar မှန်အောင်ဘလို့ပြောရမှမတိဘူးဖြစ်နေတဲ့တူတွေအတွက်တခါပဲတက်လက်ယုံနဲ့ကိုယ့်ရဲ့ English အခြေခံ grammar ချက်ချင်းကျွမ်းသွားအောင်သင်ကြားပေးမယ်တင်တန်းလေးတစ်ခုနဲ့ကျွန်တော်ကမိတ်ဆက်ပေးချင်ပါတယ်ခင်ဗျဒီတင်တန်းလေးမှာကကျွန်တော်ကိုယ်တိုင်တင် जा ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျ။ဘာတွေတင် जा ရမှာလဲဆိုတော့အခြေခံအစစ်မှာမတိမဖြစ်တိကိုတိထားရမယ်အင်္ဂလိပ်စာအခြေခံအုံမြင့်ဖြစ်တဲ့သင်ခန်းစာတွေကို lesson 24အပြင် bonus lesson များကိုပါထည့်သွင်းတင် जा ပေးထားတာပဲဖြစ်ပါတယ်ခင်ဗျ။ဒီတင်တန်းလေးက ABCD ပဲတီးတဲ့သူတွေတောင်လာတင်ယူလို့ရရင်နော်တင် जा မယ့်ပုံစံလေးကကြတော့ Facebook private group မှာ video lesson တွေကိုတင်ထားမှာဖြစ်ပြီးတင်တန်းချင်းငွေလွှဲပြီးရနဲ့တင်တန်း group link ကိုကျွန်တော်ကနေပြီးတော့ပို့ပေးမှာဖြစ်ပါတယ်เนาะကျွန်တော်ပို့ပေးလိုက်တဲ့ group link ကိုနှိပ်ပြီးမှ join group ကိုနှိပ်လိုက်ရင်ကျွန်တော်ကနေပြီးတော့ accept လက်ခံလိုက်ရင် group ကိုဝင်လို့ရသွားမှာပဲဖြစ်ပါတယ်ခင်ဗျအဲ့ခါကျရင် video တင်ခန်းစာတွေကိုစတင်ပြီးမှလေ့လာလို့ရပြီပေါ့เนาะ Facebook မှာမလေ့လာချင်တဲ့တူတွေဆိုရင်ကကြတော့ Telegram channel မှာလေ့လာလို့ရပါတယ်เนาะဆိုတော့ Facebook access လည်းရမယ် Telegram access လည်းရမယ်ပေါ့เนาะဒီတင်တန်းလေးကတော့အချိန်မရွေးနေရမရွေးမှာAACC လေ့လာလို့ရတာဖြစ်တဲ့အတွက်အလုပ်တစ်ဖက်နဲ့အင်္ဂလိပ်စာတိုးတက်ခြင်းတဲ့သူတွေအတွက်အရန်ကိုအဆင်ပြေစေမှာပါ။လေ့လာတယ်ဒါပေမဲ့မမှတ်မိဘူးပြန်မိသွားတယ်ဆိုတာကသဘောတရားတွေကိုပဲနားလည်ထားပြီးလက်တွေ့သုံးဖို့အမြဲမကြိုးစားနေလို့ပြန်မိသွားတာပါ။အဲ့ဒါကြောင့်ဒီတင်တန်းမှာသဘောတရားကိုတုတ်နဲ့ထိမိမိပဲရှင်းပြပေးမှာဖြစ်ပြီး exercise နော်လေ့ကျင့်ခန်းဉာဏ်စမ်းမေးခွန်းတွေအများကြီးဖြေခိုင်းမှာဖြစ်တဲ့အတွက်နော်မေ့ဖို့နေတာခေါင်းထဲကိုလေတိုင်ရိုက်ထားသလိုဆွဲမြင်းမမိသွားမှာပါဆိုတော့ I can 100% guarantee that your grammar proficiency is not going to be the same after completing this course okay ဒီတင်တန်းမှာသင်ကြားထားတဲ့ lesson တွေကိုကြည်ညံ့လေ့လာထားရဆိုရင်ကိုယ့်ရဲ့ basic grammar ကကြတော့လေလုံးဝကျွမ်းသွားစေရမယ်လို့ကျွန်တော်ကတော့တရားခံတော့အာမခံရေးပါတယ်ခင်ဗျနောက်ပြီးအခြေခံအင်္ဂလိပ်စာအဆင့်မှာမဖြစ်မနေကြက်မှတ်ထားရမယ့်အင်္ဂလိပ် meaning အလုံး900လုံးကိုမြန်မာလိုအတန်ထွက်တင်တဲ့တကွာစုစည်းမှုကိုလည်း PDF file အနေနဲ့ရရှိမှာဖြစ်ပါတယ်ခင်ဗျเนาะတင်တန်း app အတွက်ဘယ်လိုမျိုးဆက်သွယ်ရမလဲဆိုတော့ဒီ English with Lai Lai ဆိုတဲ့ဒီ Facebook page လေးမှာလာရောက်စာရင်းသွင်းလို့ရပါပြီเนาะတင်တန်းအကြောင်းအရာအသေးစိတ်ကိုရေးသားထားတဲ့ဒီ post လေးကိုလည်းဒီ English with Lai Lai ဆိုတဲ့ဒီ Facebook page လေးရဲ့အပေါ်ဆုံးမှာဖင်လေးထောက်ထားပေးမယ်เนาะအမြန်ဆုံးတင်တန်းအချိန်ကကြတော့ဒီ Facebook page လေးရဲ့ Messenger မှာလာပြီးမှ highlight တော့เนาะ okay အားလုံးပဲTata, see you again soon in the classroom. Bye.